အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်ကနန်းမဆလာချက်နီးလင်းကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးမှာဈေးထဲမှာကနန်းမဆလာတောက်ဝယ်မယ်ပြီးရင်ကျွန်တော်ကနန်းဝယ်မယ်ကနန်းကိုမှကျွန်တော်တို့အရှင်လက်ဆက်စားကောင်းမဲ့ကျွန်တော်တို့အရှင်အကောင်ကြီးကိုရွေးပြီးဝယ်ပါမယ်ဝယ်ပြီးသွားတဲ့အခါမှာပါဝင်တဲ့ကြိုတင်ပစ္စည်းလေးတွေကိုကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်တို့ကနန်းကိုရေးစေးတန့်စင်ပြီးအခွန်နွားထားမယ်ပြီးသွားရင်ကျွန်တော်ပါဝင်ပစ္စည်းလေးကတော့ငရုတ်ပွားပါမယ်ခန်းကြီးကြီးကြိတ်ထားတာပါမယ်ကျက်သွန်အဖြူလေးတွေကြိတ်ထားတာပါမယ်ကျက်သွန်အနီလေးတွေကြိတ်ထားပါမယ်ကျက်ဥ3လုံးပါမယ်ကနန်းမဆလာနိုစိန်ကျွန်တော်တို့တကြားခယူးစီနီကျွန်တော်တို့ပန်းကပြားကြီးအကျဲပင်စိန်ငရုတ်သီးအနီအစိမ်းလေးတွေကိုတပြားရိုက်ထားတာကိုအသုံးပြုပါမယ်ပြီးသွားရင်ငရုတ်ပွားလေးကိုကျွန်တော်ဆွေဆွေလေးလိပါမယ်ကိုကြိုက်နေတဲ့တို့အသုံးပြုလို့ရပါတယ်ငရုတ်ပွားလေးလိသွားတဲ့အခါမှာကနန်းမဆလာတို့အဓိကလိုအပ်တဲ့ကျွန်တော်တို့ကနန်းအနှစ်ကိုပြုလုပ်ပါမယ်ကျက်ဥ3လုံးကိုပကံလုံးထဲမှာခောက်ထည့်မယ်ကနန်းမဆလာ3စွန်းထည့်မယ်ပြီးသွားရင်ကျွန်တော်တို့နိုစိန်ထည့်မယ်တပူးပေါ်မှာ3ပုံတပုံထည့်မယ်ကျွန်တော်တို့စီနီထည့်မယ်နိုစိန်ကျက်ဥတို့ကိုရောသမမှွေပြီးသွားရင်ကျွန်တော်ကနန်းကိုအချိုငံရသားနဲ့နေပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်ကနန်းထဲမှာချိုငံရသားနဲ့နှက်ပြီးတော့ကျွန်တော်စီဘူးထဲမှာသွားပြီးကြော်ပါမယ်ကျွန်တော်ကြော်ပြီးတဲ့အခါမှာဆယ်ထားမယ်ဆယ်ပြီးသွားရင်ကနန်းမဆလာတို့ကနန်းမဆလာအနှစ်ကိုစားပြီးတော့ကျွန်တော်တို့ပြုလုပ်ကြည့်အောင်ပါနော်အရင်ဆုံးမှာဒေဝထဲမှာစီနီထည့်မယ်ကြိတ်ထားတဲ့ကျက်သွန်အဖြူလေးတွေကိုထည့်မယ်ပြီးသွားရင်ကျွန်တော်တို့ကြိတ်ထားတဲ့ကျက်သွန်အနီလေးကိုလည်းထည့်ပါမယ်ကျွန်တော်တို့မှုေးနေအောင်ဒေဝထဲမှာမှုေးနေအောင်ကျွန်တော်တို့လိမ့်ပေးရမှာဖြစ်ပါတယ်အိုးကက်ကလေးဖြစ်တော့အောင်လိမ့်မယ်ပြီးသွားရင်ခန်းချင်းစီအနှစ်လေးထည့်ပါမယ်ခန်းချင်းစီအနှစ်လေးထည့်ပြီးတဲ့အခါမှာကျွန်တော်တို့အချုံငံအရသာတွေလိုက်ပေးရမှာဖြစ်ပါတယ်အဲဒါမှခယူးစီထည့်မယ်ပြီးသွားရင်ကျွန်တော်တို့စားတကြားကြက်သားမုံကျွန်တော်တို့ဟင်းကြုံမုံတို့ကိုထည့်ပါမယ်ပဲငတ်ပြားကြီးအကျက်ထည့်မယ်ပြီးသွားရင်ကျွန်တော်တို့ရေထည့်မယ်လှိမ့်မယ်ပြီးသွားတဲ့အခါမှာကျက်ဥအနှစ်ကိုကျွန်တော်တို့ထည့်ပါမယ်ကျက်ဥအနှစ်ထည့်မယ်မှွေပေးပါမယ်ကျက်ဥအနှစ်ထည့်ပြီးကျွန်တော်တို့လိမ့်နေအောင်မှွေပေးမယ်ကျွန်တော်တို့ငရုတ်ပွားထည့်မယ်ငရုတ်သီးစိမ့်ထည့်မယ်ပြီးသွားရင်အချုံငံအရသာနဲ့ကြော်ထားတဲ့ကျွန်တော်တို့ကနန်းကိုထည့်ပါမယ်ကနန်းကိုထည့်ပြီးတဲ့အခါမှာကနန်းထဲမှာအရသာဝင်တော့အောင်အနှစ်နဲ့အရသာနဲ့ရောသမမှွေပြီးလိမ့်ပါမယ်ခြာကန်ကြီးမှာပင်စင်းအုပ်မယ်ပင်စင်းအုပ်ပြီးသွားတဲ့အခါမှာပကံထဲမှာထည့်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ကနန်း